သူများကိုမထိခိုက်အောင်နေမယ်ဆိုရင်ဒါသီလကုသိုလ်ဖြစ်ပြန်ဆိုတော့ပါဏာတိပါဒဝေရမဏိဆိုသူမထိခိုက်စေဘူးကိုပတ်ဝန်းကျင်ကလူတွေကိုကြောင့်ဒုက္ခမရောက်စေဘူးအာရိဏဒါနာပစ္စည်းပြောင်းလို့ပစ္စည်းပြက်လို့ဒုက္ခမရောက်စေခြင်းကာမိတုမိစ္ဆာစာကိုကြောင့်မိသားစုတွေဂုဏ်သိက္ခာမကျစေဘူးမုဒ္ဒဝါဒကိုရဲ့လိမ်လီလိပြားမှုကြောင့်အကျိုးပျက်စီးတာမျိုးတွေမဖြစ်စေခြင်းဟောဒါတွေကလည်းအလုံးမမြတ်တဲ့ပေးကမ်းမှုတစ်ခုပဲဖြစ်တယ်ဒါကြောင့်မို့လို့၅ပါးသီလကိုလည်းမဟာဒါနလို့ခေါ်တယ်သူကမဟာဒါနလို့ခေါ်တယ်သီလဆိုတာကိုယ့်အတွက်လို့လူတွေကထင်ပြီးတော့ဆောင်းရှောက်နေတာမဟုတ်ဘူးသီလရဲ့ရလတ်ဟာကိုယ့်ရဲ့ပတ်ဝန်းကျင်အတွက်ပဲဖြစ်နေဟောကိုယ့်ရဲ့ပတ်ဝန်းကျင်အတွက်ကိုဟာကောင်းကောင်းနေထိုင်ပေးခြင်းအဖြစ်ပတ်ဝန်းကျင်ကလူတွေစိတ်ချမ်းသာမှုတွေပိုရတယ်ဘေးရန်အန္တရာယ်ကင်းမှုတွေရတယ်သူရမေရိယဆိုတာမူရစ်ထားတွေမလုပ်ဘူးဆိုလို့ရှိရင်ကျန်တဲ့၄ခုလည်းပဲလုံခြုံသွားတယ်မူရစ်လာလို့ရှိရင်အာရိဏပါဏာတိပါဒလည်းကျွလွန်မိတတ်တယ်အာရိဏဒါနကာမိတုမိစ္ဆာစာရမုဒဝါဒကျွလွန်မိတတ်တယ်ဒါကြောင့်မူရစ်စေဝါမတောက်စားပဲနဲ့နေထိုင်ခြင်းအဖြစ်ကိုယ့်ကိုယ်လည်းစဉ်းစားကြည့်ပဲဆိုအသိဉာဏ်ရှိတဲ့လူသားဖြစ်ပြီးကောင်းတယ်မကောင်းတယ်ဒီလှုပ်တဲ့နဲ့မလှုပ်တဲ့ဘူးဆိုတဲ့အချက်တွေကိုသိရှိနားလည်တဲ့အသိဉာဏ်တွေဟာကိုယ်တဏ္ဍာမှာဖြစ်တာအဲ့ဒါကိုသီလလို့ခေါ်တာပဲနော်ကိုချင်းသီလဆိုတာကိုယ်အကြောင်းပြုပြီးတော့သူများဒုက္ခမရောက်စေချင်တာဒါလည်းမေတ္တာပဲအဲ့ဒီမေတ္တာနဲ့ထိမ့်သိမ်းဆော့ရှော့တဲ့၅ပါးသီလအ ਨੇ ဆုံးကိုချင်းတရားကောင်းမွန်ပြီးတော့ဟောကိုချင်းတရားကောင်းမွန်ပြီးလူချင်းချင်းမျှဝေခံစားတတ်လာပြီဆိုရင်လူလောကကြီးဟာရှားစွမှုတွေကင်းပြီးတော့စိတ်ချမ်းသာကိုယ်ချမ်းသာနေကြမှာဖြစ်စိတ်ချမ်းသာကိုယ်ချမ်းသာနေရလူဘဝကအချိန်ခဏလေးပါဘဝဆိုရခိုက်တန်လေးပါတန်ဖို့ရှိတဲ့လူတယောက်ဖြစ်ရတည်ပါလူချင်းဖေးမရဲ့အမြဲကူညီပါတို့တော်လာတဲ့လူဘဝရဲ့အချိန်တိုလေးမှာကုသိုလ်ဝိညာဉ်များလုပ်ပါတို့တွေဟာလူဘဝရဲ့ဧည့်သည်တွေပါအချိန်တည်းရင်ပြန်ကြရမှာအချိန်မှာပိုင်ဆိုင်သမျှထားခဲ့ရမှာအတည်နေတဲ့လောကဓမ္မတာ